ကျွန်တော်တို့ဒီ21ရက်နေ့ပေါ့နော်21ရက်နေ့12နာရီအတွက်ကိုကျွန်တော်ကဏ္ဍတစ်ချက်လောက်ပြပေးမယ်ပေါ့ဗျာနော်ကဏ္ဍတစ်ချက်လောက်ပြပေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာရိုက်ခဲ့တဲ့ဒီသုံးလုံးပေါင်းခွန်ပေါ့နော်ဒီသုံးလုံးပေါင်းခွန်ဒီသုံးလုံးပေါင်း5ဒီသုံးလုံးပေါင်း6ခွန်5 6ပေါ့နော်အဲ့ဒီခွန်5 6တွေကိုသူကအဲ့ဒီခွန်5 6တွေကိုကျွန်တော်တို့ကဒီမှာသူပြန်ထည့်တယ်ပေါ့ဗျာနော်ပြန်ထည့်တယ်ဆိုတော့ဘယ်နေရာမှာပြန်ထည့်လဲဆိုတော့ခွန်5 6တွေကိုသူကခွန်5 6တွေကိုခွန်ပါဝါကို2 5ပါဝါကို3မြ6ပါဝါကို1ဆိုပြီးတော့2 3မြ1ဆိုပြီးတော့သူကပြန်ထည့်တယ်ပေါ့နော်အဲ့တော့2 3မြ1လို့ပြန်ထည့်တာကိုသူက2 3မြ1ကိုလည်းခွန်5 6လို့ပြန်ထည့်တယ်ပေါ့နော်အဲ့ဒါတွေကိုခွန်5 6လို့ထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီခွန်ကိုခွန်နှစ်ခတ်ဒီ3လုံးပေါင်း3မြနဲ့ထည့်တယ်ပေါ့နော်ဒီ5ကို5နှစ်ခတ်ဒီ3လုံးပေါင်း3နဲ့ထည့်တယ်ပေါ့ဒီ6ကို6နှစ်ခတ်ဒီ3လုံးပေါင်း9နဲ့ထည့်တယ်ပေါ့နော်ဒါဆိုဒီခွန်ကိုခွန်နှစ်ခတ်ဒီ3လုံးပေါင်း3မြလို့ရိုက်ပြီးအဲ့ဒီ3မြကိုဒီ3လုံးပေါင်း3မြနဲ့ထိပ်စီးတစ်လုံးထည့်မယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီ3လုံးပေါင်း5ကို5လို့ထည့်ပြီးတော့5နဲ့ခတ်3လို့ရိုက်ပြီးအဲ့ဒီ3ကိုလည်းဒီ3လုံးပေါင်း3နဲ့ထိပ်စီးတစ်လုံးထည့်မယ်ပေါ့နော်ဒါဆိုကျိုးကဒီ3လုံးပေါင်း6လို့ရိုက်တာကို6ထိပ်လို့ထည့်ပြီး6နဲ့ခတ်ဒီ3လုံးပေါင်း9လို့ရိုက်ထားတဲ့အတွက်ဒီ6ကို6နဲ့ခတ်ဒီ3လုံး9လို့ရိုက်တဲ့အတွက်အဲ့9ကိုဒီ3လုံးပေါင်း9ဆိုသူက8ထိပ်ပေါ့နော်ဒါဆိုအဲ့8ထိပ်ကဘာလို့ယူလို့ရလဲဆိုတော့ဒီ3လုံးပေါင်း2လို့ရိုက်တာကို2ပါဝါခွန်ထိပ်ပေါ့နော်အဲ့ခွန်ကိုခွန်နဲ့ခတ်ဒီ3လုံးပေါင်း3မြနဲ့တစ်ခွက်တည်းထည့်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း3မြလို့ရိုက်တာကို3မြပါဝါ5ထိပ်ပေါ့နော်ဒါဆိုဒီ5ကို5နဲ့ခတ်ဒီ3လုံးပေါင်း3နဲ့တစ်ခွက်တည်းထည့်လို့ရတယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း1လို့ရိုက်တော့ကို1ပါဝါကို6ထိပ်ပေါ့နော်ဒါဆိုအဲ့6ရဲ့နှစ်ခတ်ကိုဒီ3လုံးပေါင်း9နဲ့တစ်ခွက်တည်းယူလို့ရတယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း3လို့ရိုက်တော့ကို3ပါဝါကို8ထိပ်ပေါ့နော်ဒါဆို8ရဲ့နှစ်ခတ်ကိုဒီ3လုံးပေါင်း1ဆိုခွန်နောက်ပိတ်နဲ့80ခွန်ဆိုပြီးတော့ခဏန်းတစ်ခွက်ပေါ့နော်ဒါဆို80ခွန်ခဏန်းတစ်ခွက်သူကအောင်လိုင်းရေရှိလားပေါ့နော်အောင်လိုင်းရေရှိလားဆိုတော့ဒီကျွန်တော်တို့ဒီ8က8ရဲ့နှစ်ခတ်ကိုဒီ3လုံးပေါင်း1လို့ထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီ8ကို8ရဲ့နှစ်ခတ်ဒီ3လုံးပေါင်း1လို့ထည့်တာကိုအဲ့1ကိုဒီ3လုံးပေါင်း1နဲ့သူကပြန်ထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီခွန်ကိုခွန်ရဲ့နှစ်ခတ်ဒီ3လုံးပေါင်း3မြလို့ထည့်တာကိုဒီ3လုံးပေါင်း3မြနဲ့ပြန်ထည့်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3မြကို3မြနဲ့ခတ်ဒီ3လုံးပေါင်းခွန်လို့ရိုက်တာကိုဒီ3လုံးပေါင်းခွန်နဲ့ရိုက်သူကခွန်နောက်ပိတ်ပေါ့နော်ဒါဆိုအဲ့ခွန်နောက်ပိတ်ဒီသူကကြာနိုင်ရှိရှိလားပေါ့နော်ဒီ3လုံးပေါင်း3က3လို့ပိတ်ပြီးရင်အဲ့3က3လာပြန်ပိတ်တယ်ပေါ့နော်အဲ့တော့ဒီ3လုံးပေါင်း6က6လို့ပိတ်ပြီးရင်အဲ့6ကို6လို့လာပြန်ပိတ်တယ်ပေါ့နော်ဒီ3လုံးပေါင်းခွန်ကခွန်လို့ပိတ်ပြီးရင်အဲ့ခွန်လို့လာပိတ်တယ်ပေါ့နော်ဒါဆိုဒီ8က8ရဲ့နှစ်ခတ်ဒီ3လုံးပေါင်း1လို့ရိုက်တဲ့အချိန်မှာအဲ့1ကိုဒီ3လုံးပေါင်း1နဲ့နောက်ပိတ်ထည့်လိုက်တဲ့အချိန်မှာလဲဇောတာကကျွန်တော်တို့ရိုက်လိုက်တဲ့ဒီ3လုံးပေါင်းခွန်ကိုခွန်ပါဝါကိုကျွန်တော်တို့ဒီ3လုံးပေါင်းရင်2ပါဝါကိုကျွန်တော်တို့ဒီ3လုံးပေါင်းရင်ခွန်အဲ့ခွန်ကိုခွန်ထိပ်အဲ့ခွန်ကိုခွန်လက်ကဒီ3လုံးပေါင်းရင်3မြအဲ့3မြကိုဒီ3လုံးပေါင်း3မြနဲ့5ထိပ်နဲ့အစောနာကဒီ8က8လက်ကဒီ3လုံး1အဲ့1ကဒီ3လုံးပေါင်း1လို့ရိုက်ပြီးတော့5 3လို့တစ်ခွက်တည်းရိုက်တယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီမှာကွန်ပျူတာနဲ့ဒီမှာကျွန်တော်တို့ဒီ3လုံးပေါင်း5လို့ရိုက်တာကို5ပါဝါကိုဒီ3လုံးပေါင်း3မြလို့ရိုက်တယ်3မြရဲ့ပါဝါကိုကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်း5လို့ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း5ကို5ထိပ်လို့ရိုက်ပြီး5လက်ခတ်ဒီ3လုံးပေါင်း3လို့ရိုက်လိုက်တဲ့အတွက်ဒီ3လုံးပေါင်း3ဒီ3လုံးပေါင်း3လို့ပြန်ထည့်တယ်ဒီ5လက်ခတ်ကိုဒီ3လုံးပေါင်း3လို့ပြန်ထည့်တယ်ပေါ့နော်ဒါ6ထိပ်စီရသွားပြီပေါ့နော်ဒါဆိုသူကဒီခွန်ကခွန်လက်ကဒီ3လုံးပေါင်း3မြလို့ရိုက်တဲ့အတွက်ဒီခွန်ဒီ3မြလို့ရိုက်တဲ့အတွက်သူ့ကိုလည်းဒီဂျားထဲကနေ3မြလို့ပြန်ရိုက်လိုက်တယ်ပေါ့နော်ဒါဆိုသူကဒီ3လုံးပေါင်း6က6လို့ပိတ်ပြီးအဲ့6ကို6ပြန်ပိတ်နေ6လို့ဒုတိယကွက်ကိုရိုက်တယ်ပေါ့နော်ဒါဆိုတတိယကွက်မှာကျွန်တော်တို့ကဒီခွန်ဒီ3လုံးပေါင်း6လို့ရိုက်တာကို6ရဲ့ပါဝါကိုဒီ3လုံးပေါင်း1လို့ရိုက်လိုက်တယ်ပေါ့နော်အဲ့1ရဲ့ပါဝါကိုကျွန်တော်တို့ဒီ3လုံးပေါင်း6လို့ရိုက်လိုက်တဲ့အတွက်အဲ့6က6ထိပ်လို့ရိုက်ပြီးရင်အဲ့6တက်ခတ်ဒီ3လုံးပေါင်း9လို့ရိုက်တဲ့အတွက်အဲ့ဒီ9ကိုဒီ3လုံးပေါင်း9ဆိုသူက8ထိပ်ပေါ့နော်ဒါဆိုဒီ6ကို6လက်ခတ်ဒီ3လုံးပေါင်း9ဆိုလဲ8ထိပ်ပေါ့ဒီ3မြက3မြလက်ခတ်3လုံးပေါင်းခွန်လို့ရိုက်တဲ့အတွက်သူ့ကိုဂျားထဲကနေဒီ3လုံးပေါင်းခွန်လို့ရိုက်ခွန်နောက်ပိတ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်းခွန်ဒီလဲခွန်နောက်ပိတ်ရိုက်ပြီးခွန်လို့ပြန်ပိတ်ပြီးတော့80ခွန်ဆိုတဲ့တကွက်ကောင်းကျွန်တော်ကြိုက်ပါလေဗျာနော်ဒါဆိုတကွက်ဘယ်လောက်ထက်ဘာရန်ထားရမလဲဆို80ခွန်ပြီးရင်ကျွန်တော်ကဘာရန်ထားရမလဲဆို89တကွက်နောက်ထက်အရန်တကွက်ထည့်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ89ဘာကြောင့်ထည့်လဲဆိုတော့ဒီအပေါ်မှာရိုက်တဲ့ဒီ
ဒီ3လုံးပေါင်း6ဒီ3လုံးပေါင်း5ဒီ3လုံးပေါင်း4 6 5လေးပေါ့နော်ဒီ3လုံးပေါင်း6လို့ရတယ်6ပါပါဒီ3လုံးပေါင်း1လို့ထည့်ပြီးအဲ့1ကဒီ3လုံးပေါင်း1နဲ့များထည့်မလားပေါ့နော်အဲ့တော့ဒီ3လုံးပေါင်း5လို့ရိုက်တော့5ပါပါဒီ3လုံးပေါင်း3မြလို့ရိုက်တော့အဲ့3မြဒီ3လုံးပေါင်း3မြနဲ့ထည့်မလားပေါ့နော်ဒီ3လုံးပေါင်း4လို့ထည့်တော့4ပါပါဒီ3လုံးပေါင်း6လို့ထည့်လို့အဲ့9ဒီ3လုံးပေါင်း6နဲ့ထည့်မယ်ဆိုရင်ကျွန်တော်တို့6နောက်ပိတ်နဲ့89ကျွန်တော်တို့နောက်တစ်ခွက်ကဒီခွန်ကခွန်လက်ခက်ကို3မြဒီ9က9လက်ခက်ကို3ဒီ6က6လက်ခက်ကိုကျွန်တော်တို့ဒီမှာ6လို့နောက်ပိတ်ထည့်လိုက်တာနဲ့998အရန်ပေါ့ဗျာနော်998အရန်အဲ့တော့ကျွန်တော်တစ်ခွက်ကောင်းက80ခွန်ကြိုက်တယ်အရန်အနေနဲ့ကျွန်တော်တို့998ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ဒီနေရာမှာနောက်ထပ်ထည့်လို့ရတဲ့ site တွေရှိရနော်နောက်ထပ်ထည့်လို့ရတဲ့ site တွေကကျွန်တော်တို့ဒီမှာဒီ3လုံးပေါင်းခွန်ကိုခွန်ထိတ်လို့ထည့်ပြီးခွန်လက်ခက်3မြနဲ့တစ်ခွက်တည်းထည့်မယ်ဒီ3လုံးပေါင်း6လို့ရိုက်တာကို6ထိတ် sorry ဒီ3လုံးပေါင်း9လို့ရိုက်တာကို9ထိတ်လို့ထည့်ပြီးရင်အဲ့9လက်ခက်ဒီ3လုံးပေါင်း3နဲ့တစ်ခွက်တည်းထည့်မယ်ဒီ3လုံးပေါင်း6လို့ရိုက်တာကို6ထိတ်လို့ထည့်ပြီးအဲ့6လက်ခက်ဒီ3လုံးပေါင်း9နဲ့တစ်ခွက်တည်းထည့်မယ်ပေါ့နော်ဒါဆိုသူကခွန်9 6 3မြပေါ့နော်ဒီမှာ3လုံးပေါင်း3မြလို့ရိုက်တာကို3မြထိတ်လို့ရိုက်ပြီး3မြရဲ့လက်ခက်ဒီ3လုံးပေါင်းခွန်မယ်ဆိုရင်တော့3မြ3အရန်ပေါ့နော်အရန်လေးလေကျွန်တော်ထည့်ပြီးမယ်3မြ3အရန်အဲ့တော့နောက်တစ်ခွက်ကတော့ဒီနီးနီးလားပေါ့ဗျာဒီ3လုံးပေါင်းခွန်ကိုခွန်ထိတ်လို့ရိုက်ပြီးခွန်လက်ခက်ဒီ3လုံးပေါင်း3မြနဲ့ထည့်မယ်ဒီ3လုံးပေါင်း5ကို5ထိတ်လို့ထည့်ပြီး5လက်ခက်ဒီ3လုံး3နဲ့ထည့်မယ်ဒီ3လုံးပေါင်း6ကို6ထိတ်လို့ထည့်ပြီး6လက်ခက်ဒီ3လုံး9နဲ့ထည့်မယ်ဒီ3လုံးပေါင်း5ကို5ထိတ်လို့ထည့်ပြီး5လက်ခက်ဒီ3လုံးပေါင်း3နဲ့ထည့်မယ်ဆို59ပေါ့နော်59ဒါဆိုရင်ကျွန်တော်တို့ကဒီမှာနောက်ထပ်တစ်ခုသွားကြည့်အောင်မယ်ပေါ့ဗျာနော်နောက်ထပ်တစ်ခုသွားကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီ3လုံးပေါင်း6လို့ရိုက်တာကိုသူကဒီ3လုံးပေါင်း6ရိုက်ပြီးမှ6ပိတ်ခဲ့တယ်ပေါ့နော်6ပိတ်တယ်ဆိုဒီ3လုံးပေါင်း3မြက3မြလက်ခက်ခွန်ထိတ်ရိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း3ကဒီ3လုံးပေါင်း3လို့ရိုက်ပြီး3ပိတ်ခဲ့တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း3က3လက်ခက်5ထိတ်နဲ့5 3လို့ရိုက်တယ်ပေါ့နော်ဒါဆိုဒီ3လုံးပေါင်း6ကသူကဒီ3လုံးပေါင်း6ကသူကဒီ3လုံးပေါင်း6လို့ရိုက်ပြီး6ပိတ်ခဲ့တယ်ပေါ့နော်ဒီ3လုံးပေါင်း9က9လက်ခက်6နဲ့66လို့ရိုက်တယ်ပေါ့နော်ဒါဆိုသူကဒီ3လုံးပေါင်းခွန်ကခွန်ပိတ်မယ်ဆိုရင်သူကဒီ3လုံးပေါင်း1ကို1လက်ခက်8နဲ့ခွန်8ခွန်ပေါ့နော်တကယ်တော့အဲ့လိုမဟုတ်ပဲနဲ့ဒီ3လုံး6က6ပိတ်ဒီ3လုံး3က3ပိတ်ဒီ3လုံး6က6ပိတ်ဒီ3လုံး5က5ပိတ်မယ်ဆိုရင်ကျွန်တော်တို့ဒီ3လုံး3မြကို3မြလက်ခက်ခွန်ဒီ3လုံး3ကို3လက်ခက်5ဒီ3လုံး9 9လက်ခက်6ဒီမှာ5ထည့်လိုက်တဲ့အတွက်သူက9ဆို9လက်ခက်6ဆိုတော့5 6ပေါ့နော်56ပေါ့အဲ့တော့ဒါကကျွန်တော်တို့ဒီနားလေးမှာတွေ့နေတဲ့ဒီ10ခွက် site တွေနဲ့ကျွန်တော်ဒီတွေ့တဲ့ကဏ္ဍလေးတွေကျွန်တော်ပြပေးတာပေါ့ဗျာနော်ပြပေးတာဆိုတော့ကျွန်တော်တို့အားလုံးအဆင်ပြေမယ်လို့တော့ထင်တာပေါ့နော်ကဲကျွန်တော်တခြား site တွေတော့ကျွန်တော်မပြတော့ဘူးဗျာတခြား site တွေကကျွန်တော်တို့ဒီမှာတကွက်ထဲလိုက်မယ်ပေါ့ဗျာနော်ထိပ်စီးပွဲရှိပေါ့ထိပ်စီးပွဲရှိတကွက်ထွက်လိုက်မယ်ဆိုအဲ့ထိပ်စီးကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီ398ပေါ့နော်အဲ့ဒါမပြတော့ပါဘူးရနော်ဖိုင်ရှည်တော့ကျွန်တော်တင်မရမှာဆိုလို့